السلام عليكم ورحمة الله وبركاته ယနေ့ဟဂျရီ1449ခုရဂျပ်လ9ရက်ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ26ရက်နေ့တောက်ကြနေမှာ9မိနစ်တွင်အောင်မင်းခေရဲ့သင်ခန်းစာအမှတ်စဉ်1235ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ပြောပြချင်တာလေးကအရှင်မြတ်နဲ့ကျွန်တော်တို့ရဲ့ဂျားထဲမှာရှုပ်ရဲ့အမတ်လေးတွေထားဖို့လိုအပ်တယ်ရှိတ်အလီအဆလာဗီဆိုတဲ့လက်ရှိအစ္စလာမ်ကဘာရဲ့တမိုင်းပညာရှင်ကြီးကရေးပါတယ်အီမာမ်ရှာဖီတခင်ကြီးကပြောပြတယ်တဲ့အလောရှမြတ်ကကျွန်တော်တို့နှလုံးသားတွေကိုဖွင့်ပေးစေခြင်းနဲ့ကျွန်တော်နှလုံးသားကိုမိမိရဲ့နူဒီတော်တွေနဲ့ကွန်မြူးသွားစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဟာကိုယ်နဲ့မပတ်သက်တဲ့အတိတ်ပဲမဲ့တဲ့စကားရပ်တွေကိုရှောင်ရှားဖို့လိုအပ်လိမ့်မယ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အကုသိုလ်တွေကိုစွန့်လွတ်ဖို့လိုအပ်လိမ့်မယ်ဒီလိုပဲကျွန်တော်တို့အနေနဲ့ကြီးမားတဲ့ဂုဏကပီရာကြီးတွေကိုလည်းရှောင်ဖို့လိုအပ်လိမ့်မယ်ဂုဏစောဂီရာအသေးစားလေးတွေကိုလည်းကျွန်တော်တို့ဟာဥပက္ခပြုတ်ပြဖို့လိုအပ်လိမ့်မယ်ပြီးသွားတဲ့အခါမှာအလောရှမြတ်နဲ့ကျွန်တော်တို့ရဲ့ဂျားမှာလောက်ရက်ကလေးတစ်ခုခုအလံနဲ့ကျွန်တော်ပဲတိတဲ့လောက်ရက်လေးတစ်ခုကိုကျွန်တော်တို့တတ်မှတ်ထားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့အလောရှမြတ်ကဒီလိုလောက်ရက်ကလေးတွေဒီလိုရှိုးဝက်ချက်လေးတွေထားပြီးတော့လှုပ်လိုက်ပြီဆိုရင်အဲ့ဒီပုံကိုပို့ပြီးတော့မှအလက်ဘက်ကနေပြီးတော့လမ်းတွေဖွင့်ပေးတာကိုကျွန်တော်တို့တမိုင်းနဲ့ကြည်ပြီးတော့မြောင်များစွာတွေ့ရပါတယ်။တချို့သောပုံကိုယ်တွေသူတို့မှာအလောရှမြတ်နဲ့သူတို့ကြားမှာပဲတိတဲ့ကောင်းမှုလေးတွေကိုအမြဲတမ်းသူတို့လုပ်တယ်အဲ့ဒီကောင်းမှုလေးတွေဟာတနေ့နေ့တစ်ချိန်ချိန်မှာအခက်အခဲတွေဖြစ်လာရင်သူတို့အတွက်တဟဲပြုတ်ပြီးတော့တောင်းခံစရာဖြစ်တတ်တယ်မွတ်စလင်ကျမ်းရဲ့စင့်ပြန်ချက်တစ်ခုမှလာရှိတယ်ပုဂ္ဂိုလ်၃ဦးခရီးသွားနေရင်းနဲ့သူတို့ဂူတကူမှာညဝင်အိတ်တယ်ဂူကမှကြောက်တုံးကြီးတုံးပိတ်သွားတယ်၃ယောက်လုံးဝိုင်းပြီးတော့တွန်းလှန်နေမရဘူးအဲ့တော့သူတို့အနေနဲ့အားလုံးကိုစီတိုင်ပင်ပြီးတဲ့နောက်ပိုင်းမှာဘဝမှာတော့အလောရှမြတ်နဲ့ကျွန်တော်တို့ကြားမှာပဲတိပြီးတော့ပြုတ်ခဲ့တဲ့ကောင်းမှုလေးတွေဘာတွေရှိလဲအဲ့ဒီကောင်းမှုလေးတွေကိုတဟဲပြုတ်ပြီးတော့ငါတို့အလတ်ထံကနေဒီကြောက်တုံးကြီးပွင့်သွားအောင်ဒွါတွေပြုတ်ကြရမယ်ဆိုပြီးတော့ပြောကြတယ်အဲ့လိုနဲ့ပထမဦးဆုံးပုံကိုတဦးကပြောတယ်အို့အရှင်ကျွန်တော်ဟာစိတ်ကြောင်းသားတဦးဖြစ်ပါတယ်ကျွန်တော်အနေနဲ့အမြဲတမ်းပြန်လာပြီဆိုရင်စိတ်နှုတ်ကိုညှစ်ပြီးတော့ဥဖျားကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်တိုက်လေရှိတယ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့သားသမီးတွေဇနီးတွေကိုကျွန်တော်တိုက်ပါတယ်တရက်မှာကျွန်တော်ဟာစိတ်တွေကိုကြောင်းရင်းနဲ့ဇကြက်ကဝေးသွားတယ်ညပြန်လာနောက်ကြတယ်မိဘနှစ်ပါးဟာမစောင့်နိုင်တော့ဘဲနဲ့အိတ်သွားရှာတယ်ကျွန်တော်ဟာနိုးကွက်ကိုကင်ပြီးတော့ကျွန်တော်မိဘနှစ်ပါးနိုးထလာတဲ့အချိန်ထိကျွန်တော်ဟာစောင့်နေခဲ့တယ်ကလေးတွေကလည်းအော်နေတယ်သူတို့တောက်ချင်လို့ဗိုက်စာလို့သူတို့တွေပူစားနေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပူဇာမှုတွေကိုကျွန်တော်လက်မခံဘဲနဲ့မိဘနှစ်ပါးစောင့်ထားတဲ့အထိစောင့်ခဲ့တာဟာအလတ်အတွက်တက်ဟုတ်ခဲ့ပါတယ်ဆိုရင်ဒီကြောက်တုံးကြီးကိုအလောရှမြတ်ဖွင့်ပေးပါအလောရှမြတ်ကအဲ့ဒီချိန်မှာဖွင့်ပေးလိုက်ပါတယ်နောက်ထပ်ပုဂ္ဂိုလ်တဦးကပြောတယ်ကျွန်တော်မှာမောင်နှမဝမ်းခွဲတဦးရှိတယ်အင်တန်ချောမောလှပတဲ့ကျွန်တော်သူ့ကိုလည်းချစ်တယ်အဲ့တော့သူ့ကိုကျွန်တော်နိကတ်မှုတွေရဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ဘလို့မှမရဘူးတရက်သူအခက်ခဲဖြစ်တဲ့ကျွန်တော်စီမှာလာပြီးတော့အကူအညီတောင်းတယ်အဲ့တော့ကျွန်တော်ကသူ့ကိုပြောလိုက်တယ်ဒီအကူအညီကိုငါအလကားမပေးဘူးမင်းနဲ့နိကတ်မှုငါ့ကိုပေးရမယ်ကာမဂုဏ်အာယုံဖျောက်ခွင့်မင်းပေးရမယ်အဲ့တော့အဲ့ဒီအချိန်မှာသူမကလည်းဘေးကျနံချက်ဖြစ်နေတော့ကျွန်တော်ကိုခွင့်ပြုလိုက်တယ်အဲ့တော့ကျွန်တော်တကယ်ပဲအဓိကအချိန်ကိုကျွန်တော်ရောက်နေတဲ့အချိန်မှာသူမကကျွန်တော်ကိုစကားလေးတစ်ခုပြောတယ်ittaqillah မင်းအလ္လာဟ်ကိုကြောက်ဝလာတဖဒ်ဒလ်ခါတမအီလာဘီဟက်ကိဟီအဲ့တော့အခုလိုအမျိုးသမီးတဦးနဲ့နိကပ်ပြီးတော့မှကာမဂုဏ်အာယုံဖျောက်ဖို့ဆိုတာသူ့ရဲ့ရပိုင်နဲ့ကာမပိုင်ယောက်ျားဆိုတာရှိတယ်သူပဲတရားကိုဖွင့်ခွင့်နော်ဒါနဲ့ပတ်သက်ပြီးတော့သူဟာဆိုရင်ခံစားခွင့်ရှိမယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်အလ္လာဟ်ကိုကြောက်ပါဆိုတဲ့စကားလေးတစ်ခုကိုကျွန်တော်ကြားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နောက်ဆုတ်ခဲ့တယ်အိုအလ္လာဟ်ဒီအလုပ်ကိုကျွန်တော်အလ္လာဟ်အတွက်လုပ်ခဲ့တာမှန်တယ်ဆိုရင်ဒီကြောက်တုံးကြီးကိုဖွင့်ပေးပါနောက်ထပ်ပြီးတော့နည်းနည်းပွင့်သွားတယ်တော့နောက်ထပ်ပုံကိုတဦးကလည်းပြောပြတယ်ကျွန်တော်ဟာလုပ်ငန်းရှင်တဦးဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့တပည့်တွေထဲမှာတယောက်ကကျွန်တော်စီကနေလှုပ်အားကမယူဘူးလှုပ်တယ်ညနေဆိုပြန်သွားတယ်အဲ့တော့နောက်ဆုံးကျွန်တော်စဉ်းစားတယ်သူ့အတွက်ကျွန်တော်စုဆောင်းပေးမှရမယ်အဲ့တော့သူရပိုင်ခွင့်တွေအားလုံးကိုကျွန်တော်စုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဟာပြိုးထားလိုက်တယ်တဖြည်းဖြည်းနဲ့စိတ်တွေကလအုပ်တွေအများကြီးဖြစ်သွားတယ်တရက်သူကကျွန်တော်စီရောက်လာပြီးတော့ကျွန်တော်ရဲ့လှုပ်အားကတွေပေးပါဆိုပြီးတော့သူအနေနဲ့တောင်းဆိုတယ်ကျွန်တော်ကသူ့ကို
ပြောပြတယ်မင်းရဲ့လှုပ်အားကားတွေမင်းငါနဲ့အတူလိုက်ခဲ့မင်းကိုပြပေးမယ်ကွင်းမြင့်တစ်ပြင်ထဲကိုကျွန်တော်ခေါ်သွားပြီးတော့သူ့ရဲ့စိတ်တွေကလအုပ်တွေတိုးတွေကိုကျွန်တော်ပြပေးလိုက်တယ်အဲ့တော့အဲ့ဒီအချိန်မှာဒီလူကကျွန်တော်ကိုပြန်ပြောတယ်မယုံနိုင်ဘဲနဲ့ပြောတယ်ခင်ဗျာကျွန်တော်ကိုနောက်နေတာလားကျွန်တော်ကိုခင်ဗျာဒီလိုမျိုးမပေးတော့ခြင်းလို့ဒီလိုတွေဟာတလုပ်နေတာလားလို့သူပြောတယ်ဒါပေမဲ့ကျွန်တော်ကပြောတယ်မဟုတ်ဘူးဒါမင်းအတွက်ငါဟာပြိုးထားတာမင်းမယူသွားတဲ့လာစာတွေလှုပ်အားခါတွေကိုငါအခုလိုတိုးပေါအောင်လှုပ်ထားတာဒါမင်းပိုင်တာမင်းယူသွားဆိုပြီးတော့ကျွန်တော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူယူသွားတယ်အဲ့တော့ဒါကိုအလတ်ရဲ့ဂျင်းနဲ့နှစ်သက်မှုအတက်ကျွန်တော်လှုပ်ခဲ့တာမှန်နေဆိုရင်ဒီဂူဝမှာပိတ်ဆို့နေတဲ့ကြောက်တုံးကြီးကိုအလောရှိမြတ်ဖွင့်ပေးသနာတော်မူပါအဲ့တော့အလောရှိမြတ်ကတို့ရဲ့အခက်အခဲကိုပြေးလဲအောင်လှုပ်ပေးလိုက်ပါတယ်အဲ့တော့ဒီပုံကိုယ်ဒီအတွက်ခက်ခဲနေတဲ့လော်ကီရဲ့အဟန္တာတစ်ခုပွင့်သွားသလိုကျွန်တော်တို့လည်းအလောရှိမြတ်နဲ့ကျွန်တော်တို့ကြားမှာပဲတည်တဲ့အမတ်လေးတွေကျွန်တော်တို့ရှုပ်ဝက်ကလေးတွေလှုပ်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့နှစ်ဘဝလုံးမှာရှိနေတဲ့အဟန္တာတွေဟာတဖြည်းဖြည်းချင်းပွင့်ထွက်သွားမှာဖြစ်ပါတယ်ခက်ခဲခြင်းတွေဟာလွယ်ကူမှုတွေနဲ့ပြောင်းလဲသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောပြပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဟူ